အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြမယ့်စာအုပ်လေးကတော့ဆရာဘောင်မောင်သိမ့်ဖေရေးသားထားတဲ့သူတို့ဘာကြောင့်ကဘာကြော်တာလဲဆိုတဲ့စာအုပ်ထဲကမှ Sylvester Stallone ရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်။ Stallone ဟာလွန်ခဲ့တဲ့နှစ်30လောက်ကစပြီးယနေ့တိုင် Hollywood ရုပ်ရှင်လောကမှာလူကြိုက်အများဆုံးအကြော်ကြားဆုံးမင်းသားတစ်ယောက်ပါ။သူတရုပ်ဆောင်ခဲ့တဲ့ Rocky လက်ဝှေ့ဇလန်းတွေ Rambo ဗီယက်နမ်စစ်ပြန်တယောက်ရဲ့စွန့်စားကန်ဇလန်းတွေဟာ Hollywood မှာလူကြိုက်အများဆုံးနဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကဖြစ်ခဲ့ပါတယ်။ Stallone ဟာရုပ်ရှင်မင်းသားအဖြစ်အောင်မြင်ခဲ့ရုံမကသေးပါဘူး။စင်းရဲသားကနေကြီးပွားအောင်မြင်သွားသူ Rap to Riches တွေအကြောင်းကိုအမေရိကန်လူငယ်တွေကိုပြောပြတဲ့ဟောပြောပွဲတွေမှာဆိုရင် Stallone ကိုစံပြထားပြီးပြောလို့ရှိပါတယ်။သူ့လိုလူငယ်တွေကိုစူးစမ်းကြည့်ချင်တာပါ။ Stallone ကဘာတွေကိုကြီးကြီးကျယ်ကျယ်လုပ်ခဲ့လို့လဲဆိုတာကိုဆက်ပြီးတော့ဖတ်ကြည့်လိုက်အောင်။ Stallone ဟာငယ်ငယ်တုန်းကအတော်လေးဆင်းရဲခဲ့ပါတယ်။ဆင်းရဲပေမဲ့ရုပ်ရှင်မင်းသားအရန်ဖြစ်ချင်တယ်။အားရင်တယောက်တည်းတယောက်ဆောင်မှုရတယ်ကျင့်တယ်။ Stallone ဟာမိန်းမတွေကြားလောက်တဲ့မျက်နှာပေါင်းနဲ့အချိုးအစားတွေရှိပေမဲ့သူ့မှာအားနည်းချက်တစ်ခုရှိတယ်။သူ့ကိုမွေးတော့ဆရာဝန်ကညှက်ဆွဲပြီးမွေးစဉ်မှာသူ့ရဲ့ဘယ်ဘက်ပါအကျောတစ်ခုကိုနည်းနည်းထိသွားတယ်။သူကြီးလာတော့ဘယ်ဘက်ပါတစ်ချက်နည်းနည်းရွဲ့သွားသလိုစကားကိုလည်းပေပေသားသားတော်တော်လက်လက်မပြောနိုင်တော့ဘူး။သူပြောတဲ့စကားလုံးတွေဟာဘလုံးပထွေးနဲ့မပေမသားဖြစ်တယ်။သူအထက်တန်းကျောင်းတက်နေတော့အတန်းတစ်ပိုင်းတစ်စားနဲ့ကျောင်းကထွက်လိုက်ရတယ်။ရုပ်ရှင်မင်းသားလုပ်ချင်လို့ကျောင်းဆက်မတက်တော့တာပါ။အသက်25နှစ်အရွယ်မှာနယူးယောက်မြို့ကိုသွားပြီးဟောလိဝုဒ်ကရုပ်ရှင်ကုမ္ပဏီတွေမှာမင်းသားလုပ်ဖို့လျှောက်တယ်။ဘယ်ကုမ္ပဏီကမှမရွေးကြဘူး။သူ့ရဲ့မျက်နှာပေါက်ခန္ဓာကိုယ်အချိုးအစားနဲ့တရုပ်ဆောင်ပညာကိုသဘောကျပေမဲ့စကားကိုပြပြသားသားမပြောနိုင်တာကြောင့်ညှင်းပယ်ကြတာပါ။ဒါပေမဲ့ Stallone ဟာလုံးဝစိတ်တက်မကြပါဘူး။တနေ့မင်းသားဖြစ်ဖို့ပဲယူနေလို့ဘာအလုပ်ကိုင်းမှမလုပ်ပါဘူး။အလုပ်မရှိတော့စားစရာလည်းမရှိဘူးပေါ့။ငတ်လွန်းလို့တနေ့မှသူ့မိန်းမရဲ့လက်ဝတ်လက်စားတွေကိုခိုးပြီးရောင်းလိုက်တယ်။ရတဲ့ပတ်စံနဲ့စားစရာဝယ်စားတယ်။ဒါကိုသူ့မိန်းမသိသွားလို့ Stallone ကအိမ်ပေါ်ကနေမောင်းချခံလိုက်ရပါတယ်။အိတ်စရာနေရာမရှိလို့ဘတ်စကားတွေရန်နာတဲ့စကန်ဘတ်တာမီနယ်ကခုံတန်းလေးမှာ3ရက်လောက်သွားအိတ်ခဲ့ရတယ်။တရက်မှာသူဟာစားစရာမရှိလို့သူမွေးထားတဲ့သူနဲ့အမြဲသွားနေကြခွေးလေးကိုအရက်ဆိုင်တစ်ခုမှာသွားရောင်းလိုက်တယ်။လူတစ်ယောက်က$25ပေးမယ်ဆိုလို့ရောင်းလိုက်တယ်။ခွေးရောင်းပြီးအပြန်လမ်းမှာသူဟာရှုံးမဲချောင်ငိုတယ်။စားစရာမရှိလို့သာရောင်းလိုက်ရတဲ့သူ့ခွေးကိုသူအင်မတန်ချစ်ရှာတာ哦။တညနေခင်းစားတောက်ဆိုင်တစ်ခုမှာပြနေတဲ့ TV ကနေလက်ဝိတ်ထိုးပွဲတစ်ခုကိုကြည့်မိတယ်။လက်ရှိ heavyweight လက်ဝိတ်ချန်ပီယံမိုဟာမက်အလီရဲ့စိန်ခေါ်သူလက်ဝိတ်သမားချက်ဝက်ပနာတို့ရဲ့ထိုးပတ်ပွဲပဲဖြစ်ပါတယ်။ဝက်ပနာရဲ့လက်ဝိတ်ဆိုင်အဆင့်ဟာမိုဟာမက်အလီရဲ့အဆင့်ကိုဘယ်လို့မှမရှင်းနိုင်ပါဘူး။ဒါကြောင့်ပွဲချီ15ချီအတွင်းဝက်ပနာအလီရဲ့လက်သီးချက်တွေထိပြီးအချိန်ချင်းကျမ်းပေါ်မှာလဲကျသွားပါတယ်။ဒါပေမဲ့ဝက်ပနာအလဲထိုးခံရတိုင်းပြန်ထပါတယ်။15ချီပြည့်သွားချိန်မှာဝက်ပနာအမှတ်နဲ့ရှုံးသွားခဲ့ပါတယ်။ Stallone ဟာသူ့အိမ်ပြန်ရောက်တော့ဝက်ပနာရဲ့အနိုင်မခံအရှုံးမပေးစိတ်တဲ့လဲကျနေတာကိုပြန်ထားတဲ့သူ့ရဲ့ဇွဲသက်တီကိုသဘောကျလွန်းလို့လက်ဝိတ်ပဲဇညွန်းတစ်ပုဒ်ကိုဘာမှမစားပဲနိုင်20ကြာအောင်မနာတဲ့ရေးလိုက်တယ်။ဇညွန်းကိုအသေးချာပြန်ဖတ်ရင်3ရက်အတွင်းချော့တက်လိုက်တယ်။ရက်အတန်ကြာမှာသူရုပ်ရှင်ဇညွန်းကို Hollywood ကရုပ်ရှင်ထုတ်လုပ်တဲ့ကုမ္ပဏီတွေဒိုင်တာတွေကိုလိုက်ပြပြီးရောင်းဖို့ကမ်းလှမ်းတယ်။ဘယ်သူမှမကြိုက်ကြအောင်။နောက်ဆုံးတော့ထုတ်လုပ်သူတယောက်ကစိတ်ဝင်စားလို့ရုပ်ရှင်ရိုက်မယ်လို့ပြောတယ်။ဇညွန်းကို$1,200,000ဝယ်နဲ့ဝယ်မယ်လို့ကမ်းလှမ်းတယ်။ Stallone ကအဲ့ဒီရုပ်ရှင်မှာသူ့ကိုမင်းသားတင်ရိုက်မှရောင်းမယ်လို့ပြောတယ်။သဘောတူညီမှုမရကြလို့ Stallone လည်းသူ့ဇညွန်းကိုပြန်လာခဲ့တယ်။နှစ်ပတ်လောက်ကြာတော့အဲ့ထုတ်လုပ်သူကသူ့ဇညွန်းကို$2,500,000အထိတိုးပေးမယ်လို့ကမ်းလှမ်းပြန်တယ်။ Stallone ကလည်းသူ့ကိုမင်းသားတင်မရရင်မရောင်းဘူးလို့ညင်းတယ်။နောက်ဆုံးထုတ်လုပ်သူက$3,500,000အထိတိုးပေးမယ်ပြောပြန်တယ်။အဲ့ချိန်မှာ$3,500,000ဆိုတာအခုခေတ်မှာ$1,000,000နဲ့ညီမျှပါတယ်။ Stallone ကအရင်တိုင်းပဲမင်းသားမလုပ်ရရင်မရောင်းဘူးလို့ညင်းတော့မယ်။အဲ့ချိန်မှာသူ့လက်ထဲမှာငွေ$106ပဲရှိတယ်။သူတစ်သက်လုံးမတ်လာခဲ့တဲ့မင်းသားအိမ်မက်ကို$3,500,000နဲ့မလဲနိုင်လို့ပါ။နောက်ဆုံးတော့ထုတ်လုပ်သူက Stallone ကိုမင်းသားအဖြစ်တင်ရိုက်ဖို့သဘောတူလိုက်တယ်။ဒါပေမဲ့သူ့ဇညွန်းကို$3,500နဲ့ပဲပေးတယ်။တရုပ်ဆောင်ကတပြားမှမပေးဘူးလို့ပြောတယ်။စကားကိုပြပြတတ်တတ်မပြောတတ်တဲ့လူကိုမင်းသားနေရာကရိုက်ရင်ရှုံးမှသေးကြတလောက်ရှိတာမဟုတ်ဈေးကိုမတန်မဆနှိမ်ပေးလိုက်တာပါ။ Stallone ကတော့သူ့ကိုမင်းသားဖြစ်တင်ရိုက်မယ်ဆိုတော့လက်ခံလိုက်တယ်။သဘောတူစာချုပ်မှာလက်မှတ်ထိုးပြီးပြီဆိုတာနဲ့$3,500ကိုယူပြီး Stallone ပထမဆုံးဘာလုပ်တယ်လဲသူ့ခွေးရောင်းလိုက်တဲ့အရက်ဆိုင်နာကိုသွားတယ်သူ့ခွေးကိုပြောင်းဝယ်မလို့ပါခွေးဝယ်သွားတဲ့သူကိုမတွေ့ဘူး3ရက်ဆက်တိုက်ဆောင်တယ်ခွေးဝယ်သွားတဲ့သူရောက်လာတယ်Stalloneကသူ့ခွေးကိုပြန်ရောင်းမှာ$50ပေးမယ်ပြောတယ်သူရောင်းတော့က$25နော်ဟိုလူကမရောင်းဘူးတဲ့ Stallone က$100တိုးပေးတယ်မရောင်းနိုင်ဘူးတဲ့ Stallone က$1,000တိတိုးပေးပဲနဲ့ထိုလူကမရောင်းညင်းတော့မယ်နောက်ဆုံး Stallone ကသူ့ခွေကို$1,000ပေးပြီးတော့ပြန်ဝယ်ခဲ့တယ်ဒ
1986ခုနှစ်မှာသူ့ဇညွန်ကိုဒေါ်လာ1 သန်းအကုန်ခံပြီး25ရက်နဲ့အပြီးရိုက်တယ်ဇကားနာမည်က Rocky ပါဇလန်းကတားသက်ယုံမှာအလုပ်လုပ်နေတဲ့လူတစ်ယောက်ကနေကမ္ဘာလက်ဝှေ့ချန်ပီယံဖြစ်လာပုံကိုရိုက်ထားတာပါရုပ်ရှင်ထဲမှာသူ့ခွေတောင်ထည့်ရလက်သေးတယ်စတားလုံးရဲ့တုပ်ဆောင်ကောင်းတာရဲ့ဇလန်းဇက်ကွက်ကောင်းတာရဲ့အကြောင်း Rocky ရုပ်ရှင်ကအရန်အောင်မြင်သွားတယ်ရုံတင်ရဲ့တစ်ပတ်အတွင်းမှာပဲဒေါ်လာတန်း300နီးပါးဝင်ငွေရခဲ့တယ်အခုခေတ်နဲ့ဆိုရင်ဒေါ်လာ1 ဘီလီယံလောက်ရှိတာပေါ့ Rocky ရုပ်ရှင်ကအော်စကာဆု3ဆုဇကာဆုဒိုင်ယာဆုနဲ့ဇညွန်းဆုရသွားတယ်လို့စတားလုံးဟာလည်းအော်စကာမင်းသားဆုနောက်ဆုံးဇကာတင်အဆင့်မှာပါခဲ့ပါတယ်သူလည်းကမ္ဘာကျော်မင်းသားတစ်လက်ဖြစ်သွားတဲ့အပြင်ရုပ်ရှင်ကအမျက်ငွေတွေကအချိုးကျခန်းစားခွင့်ငွေကိုရလို့တန်းကျွယ်တတိတယောက်ချက်ချင်းပင်ဖြစ်သွားပါတယ်စတားလုံးဟာနောက်ပိုင်းမှာရုပ်ရှင်ထုတ်လုပ်သူဒါရိုက်တာမင်းသားနေရာတွေအားလုံးမှာလည်းအောင်မြင်မှုတွေရရှိခဲ့ပါတယ်Rocky ကအောင်မြင်သွားလို့နောက်ထပ် Rocky ဇလန်းတွဲတွေစတားလုံးနဲ့ပဲဆက်ရိုက်တယ် Rocky V အထိရောက်တယ်အားလုံးအောင်မြင်ခဲ့တယ်နောက်နှစ်အနည်းငယ်ကြာမှာ Rambo First Blood ဗီယက်နမ်စစ်ပြန်တယောက်ရဲ့စွန့်စားခံရုပ်ရှင်ကိုစတားလုံးပါဝင်တည်ဆောင်ရိုက်ကူးပြသခဲ့တာလေအရန်အောင်မြင်သွားလို့ Rambo 4 ထိရိုက်ရပြန်တယ်အခုအသက်80နီးပါးရှိပြီဖြစ်တဲ့စတားလုံးဟာဟောလိဝုဒ်ရုပ်ရှင်ကားတွေထဲမှာတည်ဆောင်ဆဲပါပဲတကယ်လို့သာစတားလုံးဟာသူ့ဇညွန်ကိုမင်းသားမလုပ်တော့ပဲဒေါ်လာ3 သိန်းခွဲကိုသာလက်ခံနိုင်ရင်သူတစ်သက်လုံးဖြစ်ချင်နေတဲ့သူ့ရဲ့အိမ်မက်ကရုပ်ရှင်မင်းသားဖြစ်လာပါမလားတွေးစရာပါလူတိုင်းမှာအိမ်မက်ကိုယ်စီရှိကြတယ်ဘဝမှာလှုပ်ချင်တာဖြစ်ချင်တာရဲ့စိတ်ကူးတွေရှိကြတယ်အဲ့ဒီအိမ်မက်စိတ်ကူးတွေအကောင့်ထဲပေါ်ဖို့ကြောက်နေမယ်တွေးဝေနေမယ်တုံ့ဆိုင်နေမယ်ဆိုရင်စားစရာမရှိတဲ့ဘဝနဲ့အောင်မြင်ကြော်ကြတဲ့စတားလုံးအကြောင်းကိုသတိရလိုက်ပါကျေးဇူးတင်ပါတယ်